သိန်း2000ကျော်ဝင်းကျင်မှာ T2 ဟာရွေးချယ်လို့ကောင်းတဲ့ကားတစ်စီးလားဆိုတာ intro လေးပြီးရင်စလိုက်အောင်ဒီဗီဒီယိုမှာတော့မြန်မာနိုင်ငံရဲ့ကားလောကတွေကိုမှုန်တိုင်းတစ်ခုလိုဝင်ရောက်လာပြီးလူငယ်ရောလူကြီးပါဆွဲလန်းကြတဲ့ Jet-Door T2 ကြောင့်ကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် Jet-Door T2 ရဲ့ဒီဇိုင်းကိုကြည့်လိုက်တာနဲ့လူတိုင်းပြင်းမြင်မိကြတာကတော့Land Rover Defender L663 ပါပဲဒါပြင် Ford ရဲ့ကြမ်းတမ်းတဲ့ပုံစံကိုလည်းပေါင်းစပ်ထားပါတယ် T2 ရဲ့ဒီဇိုင်းကိုဖန်တီးခဲ့သူကတော့ Porsche ရဲ့ဒီဇိုင်နာဟောင်း Hakan ပဲဖြစ်ပါတယ်သူက Defender ရဲ့ဘောက်စီဖြစ်တဲ့ပုံစံကိုယူထားပေမဲ့ရှေ့မီးသီးတွေနဲ့ Grey ဘိုင်းမှာတော့ Jet-Door ရဲ့ကိုယ်ပိုင် identity ကိုထည့်သွင်းထားပါတယ်ဒီဇိုင်းကကြည့်လိုက်တာနဲ့ဈေးကြီးတဲ့ luxury off-road တစ်စီးလိုခံစားစေရတာကသူ့ရဲ့အဓိကဆွဲဆောင်မှုပါJet-Door ဆိုတာတရုတ်နိုင်ငံရဲ့နာမည်ကြီး Chery Holding Group ရဲ့ sub-brand တစ်ခုဖြစ်ပါတယ်2018မှာစတင်တည်ထောင်ခဲ့ပြီး Travel Plus ဆိုတဲ့ strategy နဲ့ခီးသွွားဝါသနာပါသူတွေအတွက်ရည်ရွယ်ထုတ်လုပ်ခဲ့တာပါအစက Jet-Door Traveler ဆိုတဲ့နာမည်နဲ့2023မှာတရုတ်ဈေးကွက်ကိုစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီးနိုင်ငံတကာဈေးကွက်မှာတော့ T2 မြည်နဲ့လူသိများလာခဲ့တာဖြစ်ပါတယ်တော့ T2 မှာဆိုရင် 2.0 liter turbo shaft engine နဲ့7-speed dual clutch transmission gearbox တို့ကိုတက်ဆင်ထားပါတယ်။ဒီကားမှာအထူးခြားဆုံးကတော့ Prof Warner ရဲ့ 6th generation intelligent 4-wheel စနစ်ကိုသုံးထားပါတယ်။ရှွန်လန်၊သဲလန်၊ကြောက်ခဲလန်စသည့်လမ်းအလိုက်မုခနုမျိုးကိုလည်းပြောင်းလဲသုံးစွဲနိုင်ပါတယ်။ Qualcomm ရဲ့ Snapdragon 8155 chip ကိုသုံးထားတဲ့ 15.6 လက်မ screen Level 2 ADAS Advanced Driver Assistance System နဲ့ပတ်ပတ်လဲကင်မရာတွေလည်းတက်ဆင်ထားပါတယ်မြန်မာပြည်မှာ T2 ကိုဘာလို့ဒီလောက်စိတ်ဝင်စားကြလဲအဖြေကတော့ရှင်းပါတယ် Defender look ကိုရရှိမှာဖြစ်တယ်လို့3200ကျော်3000ဝန်းကျင်နဲ့ brand new car တစ်စီးကိုစိတ်ချလက်ချစီးနိုင်လို့ပဲဖြစ်ပါတယ်Jet-Door T2 ကိုဘလို့လူတွေရွေးချယ်တင်လဲဆိုရင်ဒီဇိုင်းပိုင်းမှာအထကြကြနဲ့လူကြားတဲ့ထင်ပေါ်ခြင်းတဲ့သူတွေမိသားစုလိုက် keyway off-road သွားတာဝါသနာပါတဲ့သူတွေနီးပညာအသစ်စမ်းတွေကိုနှစ်သက်တဲ့သူတွေကတော့ရွေးချယ်တင်ပါတယ်ဒီကားမှာအားနဲ့ချက်တွေကတော့ကားကိုယ်တွေကလေးလံပြီးဘောက်စီဖြစ်တဲ့အတွက်စီစားနှုန်းကစီရန်တွေလောက်မတက်တာနိုင်ဘူးဆိုတာကိုသတိပြုရပါမယ်တရုတ် brand ဖြစ်တဲ့အတွက်ရေရှည်ခံနိုင်ရင်မှာဂျပန်ကားတွေနဲ့ရှင်ရင်စောင့်ကြည့်ရအောင်မယ့်အပိုင်းတွေလည်းရှိပါတယ်တကယ်လို့ပြန်ရောင်းတဲ့အခါဂျပန်ကားတွေလောက်ဈေးမခိုင်တာမျိုးလည်းရှိနိုင်ပါတယ်။ရှုံကုန်ပြီးပြောရရင် Jet-Door T2 ဟာဈေးနှုန်းနဲ့ရရှိမဲ့ future တွေရှင်းလိုက်ရင်အရန်ကိုတန်ဖိုးရှိတဲ့ကားတစ်စီးဖြစ်ပါတယ်။သင်ကရောဒီကားကို Defender Look Alike တစ်စီးဖြစ်နေပဲမြင်သလားဒါမှမဟုတ်တကယ်စွမ်းဆောင်ရည်ကောင်းတဲ့ SUV တစ်စီးလို့ထင်ပါသလား။ comment မှာဆွေးနွေးသွားကြပါဦး။အခုလိုကားအကြောင်းတွေသိချင်ရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ။